မိတ်ဆွေဖြစ်ဘယ်တော့မှမတတ်မှတ်တဲ့လူ9မျိုးအပေါ်ယံဟန်ဆောင်တတ်သူတွေမှာတူညီတဲ့လက္ခဏာတွေရှိနေတတ်ပါတယ်အချို့သူတွေကအပေါ်ယံကြည့်ရင်သဘောကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာအတွင်းစိတ်အရာမိတ်ဆွေလှုပ်ဖို့ကင်ဖက်တွေအပေါ်စိတ်ရင်းကောင်းသူတွေမဟုတ်ကြပါဘူးလူတွေကြားထဲမှာမိတ်ဆွေကောင်းဖြစ်ချင်အောင်ဆောင်နေတတ်သူတွေအမြဲရှိပါတယ်သူတို့မှာဒီလိုလက္ခဏာတွေရှိပါတယ်တအာနာရှိတဲ့သူယာတုရှိတဲ့သူတွေကိုလိုရာထက်ပိုပြီးလေးစားဟန်ပြပါတယ်ကိုယ့်အတွက်အသုံးမဝင်သူကိုလှည့်တောင်မကြည့်ပါဘူးနှစ်အခြားသူတွေကိုလမ်းညွှန်ပေးတယ်လို့နဲ့သူတို့လိုဖြစ်လာအောင်အကြိုက်ချင်းတူလာအောင်စီးရုံးပါတယ်သုံးအခြားသူတွေရဲ့အာယုံစိုက်မှုကိုမျိုးစုံနဲ့ရယူတတ်ကြပါတယ်လေသူတို့ဘလောက်တက်မြောက်ကြောင်းဘလောက်တော်ကြောင်းဆိုတာကိုအမြဲလူရှိမှကိုရည်သွေးပြပါတယ်ငါအများရှိမှသဘောကောင်းခြင်းအောင်စာနာတရားဆောင်တတ်ကြပါတယ်။ကိုယ်ရမှာတော့အမြဲအတင်းအဖျင်းပြောလေးရှိပါတယ်။6ဂတိစကားအလွယ်တကူပေးလေးရှိပြီးဂတိအတိုင်းမှလုံနိုင်ခဲ့ရင်လည်းစင်ကြေပြည့်ပေးတတ်ကြပါတယ်။ခုနှစ်သူတို့အရေးချင်းကိုပုံမြင်သာလာအောင်အခြားသူကိုအပြစ်တင်ဖို့ဝင်မလေးသူတွေဖြစ်ပါတယ်။